ရှင်နာမကြခင်မှာ Christmas ဟုတ်လား December ထဲဝင်ပြီဆိုတော့ December ဆိုလို့ရှိရင်ကျွန်တော်တို့အထူးသဖြင့်ခရစ်ယာန်ယုံကြည်သူတွေမှစ၍တစ်ကမ္ဘာလုံးပေါ့ယုံကြည်သူမှမဟုတ်မယုံကြည်သူတွေတော့မှကျွန်တော်လေရင်တွေပေါ်မှာဆိုလို့ရှိရင်လာပြီးအမှ Santa Claus ပုံစံတွေအနီရောင်တွေကျိုးတွေပြီးရင်လေစိတ်တွေမှာဆိုလို့ရှိရင်ဒါ December နဲ့ပတ်သက်တဲ့ Christmas သချင်းတွေပေါ့ဖွင့်ကြတယ်ဒါမယုံကြည်သူတွေရောပွဲတော်တစ်ခုအနေနဲ့လုပ်ကြတာပေါ့နော်သူတို့က December ဆိုရင်ခရစ်ယာန်တွေရဲ့ဘာသာရေးပွဲတော်တို့သူတို့ခံယူတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင် December ဒီတတိယအဖြစ် Christmas ဒီပွဲလာလို့မေးစရာရှိတယ်နော်အဲ့တော့ December နားတိပြင်ဆင်ကြတဲ့ပုံစံတွေရှိတယ်ဆိုတော့ကျွန်တော်တို့တကြံတင်းကြံဆိုတော့တကြံဆိုတာကျွန်တော်တို့ဟလာမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာပွဲတော်ရက်တရက်ခါတမရတစ်ခုဖြစ်တယ်အဲ့တော့တကြံနားနီးလို့ရှိရင်ဘာလုပ်ကြလဲလို့မေးရင်တချို့တွေကအဝတ်စားတွေစုတယ်အဝတ်တွေစုတယ်တချို့ကဘီယာတွေစုတယ်တချို့ကအရက်တွေစုတယ်ဟုတ်ပြီနော်ဘာကြောင့်လဲတကြံဒီပွဲဖြစ်တယ်အဲ့လိုရှိတကြံဒီပျော်ပွဲရှင်ပွဲလာလို့မေးစရာရှိတယ်တကြံဆိုတာကနှစ်တစ်ကူသူတို့ရဲ့အယူအဆအရဘာလဲနှစ်တစ်ကူတင်းကြံဆိုတာကသူကအတာရေနဲ့သူကနေပြီးတော့ဆေးတာရေနဲ့တကြံမှာသူတို့ဘာကျွေးလဲဆိုရင်တကြံရဲ့ရိုးရာမှာမုံလုံးရေပေါ်ကျွေးတယ်အဲ့တကြံရဲ့သူကရိုးရာအစားအစာဖြစ်တယ်မုံလုံးရေပေါ်ဆိုတာကဒီတိုင်းလုံးရင်စားလို့မရဘူးရေထဲကိုမြုပ်ရတယ်ရေထဲကိုမြုပ်တယ်မကြက်မချင်းသူကအပေါ်ကိုပြန်မပေါ်ဘူးကြက်တော့မှပဲအပေါ်ကိုပြန်ပေါ်လာဟုတ်ပြီနော်မြုပ်သွားတဲ့အချိန်မှာအဟောင်းဖြစ်တယ်ပြန်တက်လာတဲ့အချိန်မှာကြက်ပြီးတော့စားလို့ရတဲ့မုတ်ဖြစ်လာတယ်အဲ့တော့တကြံမှာကျွေးတာဖြစ်တယ်အဲ့ဒါကြောင့်သူတို့ရဲ့အသက်တာအဟောင်းဘဝအဟောင်းကအရာတွေကိုရေနဲ့ဆေးကြောပြီးတော့မှအသက်တာအသစ်ကိုကူးပြောင်းတာအဲ့ဒါတကြံရဲ့ရိုးရာရဲ့အတိတ်ပဲဖြစ်တယ်ဒါသူတို့စီမှာဒါသူတို့ရဲ့ယူဝါဒဖြစ်တယ်သို့တော့အဲ့ဒီအရာကိုမသိတဲ့အခါမှာတကြံဆိုတာသူတို့ဗာလဲလဲဖို့ထင်လာတယ်တကြံဆိုတာဘီယာတောက်ဖို့လို့ထင်လာတယ်တကြံဆိုတာအရက်တောက်ဖို့လို့ထင်လာတယ်တကြံဆိုတာပွဲလို့ထင်လာတယ်တကယ်တော့တကြံဆိုတာသူတို့ရဲ့ဘာသာဒလိအရာမူရင်းအရင်းမြစ်ကဗာလဲနှစ်တစ်ဘဝတစ်ကိုကူးပြောက်တဲ့ကာလလို့ဆိုလို့တယ်ဒါကသူတို့စီမှာရှိတာဟုတ်ပြီနော်အဲ့ဆိုရှင်အခု Christmas နာနီးပြီး December ဆိုလို့ရှိရင်မေးစရာရှိတယ်ဘာတွေစုထားကြလဲပေါ့ December ဆိုတာပျော်ပွဲရှင်ပွဲလားလို့မေးစရာရှိတယ် Christmas ဆိုတာဘာလဲဘီယာတောက်တဲ့ပွဲလားအရက်တောက်တဲ့ပွဲလားနို့ပါကဲပြောပြီလူပေါင်းတို့ဒီကယ်တင်ဆုံးရောက်ရဲ့တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတဲ့တစ်တီနဲ့လေးလူအပေါင်းကိုဘုရားကဘာဖြစ်စေခြင်းလဲဆိုရင်ဒီမှာမင်းခရစ်ယာန်ဖြစ်တာမဖြစ်တာဘုရားစိတ်ဝင်စားဘူးကယ်တင်ခြင်းရစေခြင်းလေလူပေါင်းကိုဘုရားဘာရစေခြင်းလဲကယ်တင်ခြင်းတို့ရောက်စေခြင်းပြီးရင်ရောက်တာနဲ့ပြီးပြီလားဆိုဘုရားစီမှာလူကိုပေးစရာကယ်တင်ခြင်းတစ်ခုပဲရှိတာမဟုတ်ဘူးတဲ့တမာတရားနဲ့လည်းယဉ်ဤကျုံးဝင်စေခြင်းပါတယ်တဲ့ဘုရားရည်ရွယ်ချက်အဲ့ဆိုသိကြပြီရေကြီးပေါ်မှာခရစ်ယာန်တွေပြည့်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဘုရားစီမှာမရှိဘူးမြန်မာနိုင်ငံမှာဘုရားကျောင်းတွေပြည့်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဘုရားစီမှာမရှိဘူးတတိယအဖြစ်မမြဲတတ်သောလောကမှာဘာသာတီထောင်မဲ့ရည်ရွယ်ချက်ခရစ်တော်စီမှာလုံးဝမရှိဘူးဟာလေလုယာအဲ့ဆိုလူတိုင်းကိုတင့်မာတင်ဘာပဲဖြစ်ဖြစ်ဘာတော့ဖြစ်စေချင်လဲဘုရားကကဲတင်ချင်းတေချာတာကတစ်ဘဝမှာရည်ရွယ်ချက်ပေါင်းများစွာရှိတယ်တတိယကြရင်ငါတတိဖြစ်ရမယ်တတိယကြလို့ရှိရင်ငါမင်းသားဖြစ်ရမယ်တတိယကြရင်အဆိုတော်ဖြစ်ရမယ်တတိယကြရင်မော်ဒယ်နဲ့ငါရရမယ်ဟုတ်ပြီလားမိမရတာမရတာမသေးကြဘူးဟုတ်ပြီနော်သေမသေးကြတယ်ဟုတ်ပြီနော်တတိယဖြစ်မှမသေးကြဘူးသေမသေးကြတယ်ဟုတ်ပြီနော်မင်းသားဖြစ်မှမသေးကြဘူးသေမတော့သေကြတယ်သေကြတဲ့ကိစ္စကိုအရင်ရှင်းမယ်အဲ့ဒါကြောင့်လူကိုဘုရားကဘာရစေချင်လဲလူတိုင်းကိုကယ်တင်ရစေခြင်းနဲ့အဲ့ဒါလို့ရှိရင်တခြားဘာသာမှာခရစ်ယာန်တို့ကူးပြောင်းတဲ့တရားမဟုတ်ဘူးဒါကဟုတ်ပြီနော်ဘဝဟောင်းမှဘဝအသစ်တို့စီရင်ခြင်းမှာကယ်တင်ခြင်းဆိုတဲ့တရားဖြစ်တယ်အာမင်အဲ့ဒါကျွန်တော်တို့အထူးသဖြင့်ဒီဇင်ဘာမှာဟောရတဲ့အရာမဟုတ်ဘူးသို့တော့ဒီဇင်ဘာကာလဒီကျွန်တော်ရဲ့ခရစ်မတ်ဆိုတာအခါကြီးရက်ကြီးလိုမျိုးသမုတ်ထားတဲ့အတွက်သတ်မှတ်ထားတဲ့အတွက်ကျွန်တော်တို့ကဒီဇင်ဘာမှာအထူးသဖြင့်အဲ့ဒီတရားပွဲတွေကိုကျွန်တော်တို့လုပ်ရတာဖြစ်တယ်သို့တော့အဓိကရည်ရွယ်ချက်ကဒီဇင်ဘာမှာမဟုတ်ဘူးနေ့ရက်အချိန်နာရီတိုင်းမှာကျွန်တော်တို့ယုံကြည်သူတွေပဲဖြစ်ဖြစ်ဓမ္မဆရာတွေပဲဖြစ်ဖြစ်ဧဝံဂေလိတရားကိုဟောကြားရတာပဲဖြစ်တယ်အဲ့တော့မြေကြီးပေါ်မှာခရစ်ယာန်ဥယျာဉ်ပြန့်ပွားဖို့ဆိုတဲ့ရည်ရွယ်ချက်ဘုရားရှင်မှာရှိလားလုံးဝမရှိဘူးမရှိတာမဟုတ်ဘူးနော်လုံးဝမရှိဘူးဘာသာတီထောင်မဲ့ရည်ရွယ်ချက်လုံးဝမရှိဘူးဒါပေမဲ့ဘုရားဘာဖြစ်စေခြင်းလဲလူမျိုးတိုင်းလူတိုင်းကိုဘုရားဘာဖြစ်စေခြင်းလဲဘာဖြစ်လို့လဲလိုက်ဆိုအောင်ဖြောင့်မဲ့တော်သူမရှိတယောက်မှမရှိနားလည်တော်သူမရှိတယောက်မှမရှိအရင်တော့ရက်ကွက်ထဲမှာကျွန်တော်အရက်သမားစိုးတယ်ဝမ်းနဲ့လိုက်တာ
အဲ့ကျမ်းပိုက်ဖတ်ပြီးတော့မှအားတက်လာတယ်အော်ငါတယောက်တည်းမှမဟုတ်တာအားလုံးပဲကိုအဖော်ရှိတာပေါ့ငါတယောက်တည်းငရဲသွားမယ်ထင်တာမလို့ငရဲသွားမှသူအများကြီးအဖော်နဲ့အပေါင်းနဲ့အများကြီးအဲ့ကျမ်းပိုက်ဖတ်ပြီးတော့မှမလို့ကိုတယောက်ပဲစိုးတယ်ထင်တာဘယ်ဟုတ်မလဲတလားလုံးစိုးတယ်ပေါ့နော်အဲ့ကျမ်းပိုက်ဖတ်ပြီးမူတီတွေရနော်အဲ့တော့ကြည့်အောင်လူဘာလို့သေးတာလဲအပြစ်တရားကြီးအခအပြစ်တရားကြီးခဘာလဲလဲသိတယ်အပြစ်တရားကြီးခနော်ယောမ6:23ဖြစ်ပါတယ်ကဲကြည့်မယ်အပြစ်တရားမှာအခရှိတယ် consequence of sin ဟုတ်လားအပြစ်မှာအကျိုးဆက်ရှိတယ်အပြစ်မှာဘာရှိလဲအဲ့ဒါကြောင့်တစ်ခုခုကိုလုပ်မယ်ဆိုအကျိုးဆက်ကိုစဉ်းစားလုပ်ချင်တာမလုပ်ချင်တာခဏထားဒါပြီးရင်ဘာဖြစ်နိုင်လဲဘယ်လောက်တိဖြစ်လဲငွေနဲ့ရှင်းလို့ရလားဟုတ်ပြီတော့ဘာနဲ့ရှင်းရမလဲဆိုတာစဉ်းစားကိုရှင်းနိုင်ရင်လုပ်ပေါ့မရှင်းနိုင်မလုပ်နဲ့ပေါ့အဲ့တော့ဒီနေ့ဆိုပါစို့ကောင်းတာလုပ်တယ်အကျိုးရှိတယ်မကောင်းတာလုပ်လဲအကျိုးရှိတယ်မကြည့်အလုပ်မပြောနဲ့စကားတော်အကျိုးရှိတယ်ဟုတ်ပြီတော့ဘာတော်အကျိုးရှိလဲစကားတော်တည့်ရဲ့စကားတခွန်းအားဖြင့်လူကိုတိဆောက်လို့ရတယ်ဟုတ်ပြီနော်ဘာကြောင့်လဲကျမ်းစာမှာရှာကိုဘာနဲ့သုံးထားလဲလက်နက်လို့သုံးတယ်ရှာကိုဘာလို့သုံးလဲလက်နက်လို့သုံးတယ်လက်နက်ဆိုတာကနော်လက်နက်ဆိုတာကလေကင်တွယ်တဲ့သူပေါ်မူတည်တယ်ဒါတချောင်းဟုတ်ပြီနော်အိမ်ရှင်မကင်ထားရင်စက်သွန်လိမယ်အသားလိမယ်ဟုတ်ပြီနော်အသီးရွက်တွေလိမယ်အိမ်ရှင်မကင်ထားရင်အဲ့တော့ဘယင်မင်းမြတ်ရဲ့စစ်တီတော်တယောက်ကင်ထားရင်ရန်သူကိုကာကွယ်မယ်အိုက်ဓာတ်နဲ့အဲ့ဒါတပြက်လက်ထဲကင်ထားရင်အိုက်ဓာတ်ဒီပါလေသူများကိုတတ်မဲ့အရာဖြစ်လာတယ်အဲ့ဒါဆိုလက်နက်ကမှားလာလက်နဲ့ကင်တဲ့သူအဓိကကြတယ်ကျန်းစာအုပ်ကျန်းစာကိုကောင်းလားလို့မေးရင်ဘယ်သူကင်မှာလဲလို့မေးစရာရှိတယ်ဟုတ်ပြီနော်ကျန်းစာကိုကောင်းလားလို့မေးရင်ဘယ်သူကင်မှာလဲလို့မေးစရာရှိတယ်ဟုတ်ပြီနော်ဖယားသည်ကိုးစားစရာဖြစ်တယ်ကြီးညိုစရာဖြစ်တယ်လို့တချို့လူတွေကသိတယ်တချို့တွေအတွက်တော့ဖယားဆိုတာကိုးစားစရာမဟုတ်ဘူးရောင်းစားလို့ရဟုတ်ပြီနော်တချို့တွေကတခြားမရောင်းဘူးဖယားကြီးပဲတီးတဲ့ရောင်းတဲ့ဖွဲ့ရှိတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဖယားကိုရောင်းရင်ပုံမြတ်လို့ယူဒတ်ကာယုတ်ကယေရှုကိုရောင်းစားလားရောင်းလားအရင်တော့ကရောင်းလားမရောင်းပါဘူးဘာဖြစ်လို့မရောင်းလဲချစ်လို့မထင်နဲ့နော်ဈေးကောင်းမရလို့မရောင်းသေးတာဟုတ်ပြီနော်ဈေးကောင်းရမှထရောင်းလိုက်တာနော်တချို့ကဖျားဆိုတာရောင်းစားရတချို့ကဖျားဆိုတာကိုးစားစရာတချို့လူတွေအတွက်သာသနာဆိုတာအသုံးချရပစ္စည်းလိုပဲဟုတ်ပြီနော်တချို့တွေကအစင်မပြေလို့အမှုတော်ဝင်ဆောင်တဲ့သူတွေရှိတယ်ပုပ်ဘူးဖျားကတင့်ကိုမြတ်သောအမှုတော်အတွက်ခေါ်နေတာဖြစ်တယ်အာမင်အဲ့ဒါကိုသိရအစင်ပြေခြင်းမပြေခြင်းနဲ့မဆိုင်ဘူးနော်ကဲအဲ့တော့ဒီနေ့ရှာဆိုတာလက်နက်အဲ့ဆိုရှင်တည့်ရဲ့စကားတခွန်းနဲ့လူကိုတိဆောက်လို့လည်းရတယ်လူကိုဖျက်ဆီးလို့လည်းရတယ်ကဲအဲ့နဲ့စင်ကိုထိုးမယ်အဲ့နဲ့စင်ကိုထိုးမယ်ဘာဖြစ်လဲစင်ပြေးပဲအမလေးတော့အဲ့နဲ့ထိုးလို့ပြေးတဲ့စင်သူ့ခင်မှာပဲကြားဘူးလေဟမ်စင်တော့စင်ပဲကြက်စင်ဖြစ်ပဲကြည့်ရတာဟမ်စင်ဘာဖြစ်လဲဘာဖြစ်လဲဘာမှမဖြစ်ဘူးဟုတ်ပြီနော်ကဲဆိုရှင်ဘူပေါင်းကိုအံ့နဲ့ထိုးမယ်နော်ဘယ်နာထိုးရင်ပေါက်ဟမ်ဘယ်နာထိုးအသေးတော်မှာအဲ့လိုလူတွေရှိတယ်ဘာပြောပြောစိတ်ဆိုးမယ်ဆိုတာကြီးပဲမပြောလိုက်နဲ့ဘာပဲပြောပြောစိတ်ကောက်တာပဲသူကအဲ့လိုမျိုးပေါ့ကဲဆိုရှင်မေးမယ်လက်နဲ့ကြောင်လားဒါမှမဟုတ်ခန္ဓာရည်အားကြောင်လားဟမ်ဒီအံ့နဲ့ထိုးတာပဲစင်ကြတော့ဘာမှမဖြစ်ဘူးဘူပေါင်းကြတော့ပေါက်သွားတယ်တင်ပတ်စေခြင်းနဲ့ဒီစကားတစ်ခွန်းကိုလူတယောက်ကိုပြောလို့ဘာမှမဖြစ်တိုင်းနောက်လူတော့မပြောနဲ့လူတိုင်းကခန္ဓာရည်အားချင်းတူလားနေရလဲငါသူ့ကိုပြောတာတော့ဘာမှမဖြစ်ဘူးနေငါဘာဖြစ်နေလဲတော့မပြောနဲ့တချို့ဘဝတွေကပပလေးတွေတချို့ဘဝတွေကမစုံလင်ဘူးတချို့ဘဝတွေကအားနေတယ်သူကဘာမှမဖြစ်တိုင်းနောက်လူကဘာမှမဖြစ်ဘူးမထင်နဲ့တင်းစကားတစ်ခွန်းအားဖြင့်လူတချို့ကဘာမှမဖြစ်ပေမဲ့တင်းရဲ့စကားတစ်ခွန်းကတချို့လူတွေရဲ့ဘဝကိုပျက်စီးသွားနိုင်တယ်ဟုတ်ပြီနော်ဓာတ်နဲ့ထိုးမှသေတာမဟုတ်ဘူးစကားနဲ့ထိုးလဲသေတယ်ပြောကြရအောင်နောက်တစ်ခါပြောအဲ့ကြောင့်သူတို့ဘာတီဆောက်เสียကောင်းတဲ့စကားကိုပဲပြောပါလို့ကျမ်းစာကပြောတာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်စကားရဲ့အနှစ်ကပညာစကားဆိုတာပြောရင်ဘယ်ကအတန်ထွက်တာလဲပါဇက်ကထွက်တယ်။ဒါပေမဲ့ပါဇက်နဲ့ပြောရတာမဟုတ်ဘူးနော်ပညာနဲ့ပြောရတာစကားရဲ့အနှစ်ကပညာဖြစ်တယ်။တရားရဲ့အနှစ်ကဝိညာဉ်တော်ဖြစ်တယ်။ပြန်ပြောကြည့်အောင်ဗါလဲ။က
ပြောမယ်နော်စကားရဲ့အနှစ်ကပညာဖြစ်တယ်တရားရဲ့အနှစ်ကဝိညာဉ်တော်ဖြစ်တယ်ပညာမပါတဲ့စကားယူစရာမရှိသလိုဝိညာဉ်တော်မပါတဲ့တရားလည်းယူစရာမရှိဘူးပြောမယ်အဲ့လိုမျိုးကြရင်မမှတ်မိဘူးကိုရီးယားကတကားလုံးမှမိတယ်ပြန်ပြောတတ်တယ်ကဲတရားနာတော့နော်စကားရဲ့အနှစ်ကပညာဖြစ်တယ်တရားရဲ့အနှစ်ကဝိညာဉ်တော်ဖြစ်တယ်ပညာမပါတဲ့စကားယူစရာမရှိသလိုဝိညာဉ်တော်မပါတဲ့တရားလည်းယူစရာမရှိဘူးအဲ့ဒါကြောင့်ပညာမပါပဲစကားမပြောပါနဲ့ဝိညာဉ်တော်မပါပဲတရားမဟောပါနဲ့စကားမပြောနဲ့လို့ပြောတာမဟုတ်ဘူးစကားပြောပညာနဲ့ပြောလို့ပြောတာတရားမဟောနဲ့လို့ပြောတာမဟုတ်ဘူးတရားဟောရင်ဝိညာဉ်တော်နဲ့ဟောလို့ပြောတာအေးမအဲ့ဒါကိုပြောချင်တာစကားမပြောနဲ့မဟုတ်ပြောကြိုက်တဲ့လောက်ပြောလို့ရတယ်ဒါပေမဲ့ပညာနဲ့ပြောပညာမပါဘဲနဲ့ပြောလို့ရှိရင်အယံသိတာတချို့လူတွေနဲ့စကားပြောလို့ရှိရင်အဲ့ဒီလူဟာဖျားမရှိမှသိတာစကားပြောရတယ်တချို့လူတွေကစာမဖတ်မှသိတာတချို့လူတွေဟာပညာမပါမှသိတာအဲ့ဒါအတန်းပညာနဲ့မဆိုင်လောက်ဘူးနော်အဲ့ဒါကိုသိရအဲ့ဒါကြောင့်ဓာတ်နဲ့ထိုးမှသိတာမဟုတ်စကားနဲ့ထိုးလည်းသိနော်ဟီရိုရှီမာမြို့ကိုကျဲတာတစ်လုံးနဲ့ကျဲတာတစ်ပြုတ်လုံးပြကြတယ်နော်နှုတ်ပြဖို့တစ်လုံးပဲကျဲတာတစ်ပြုတ်လုံးပြကြအဲ့တော့ကိုယ့်ရဲ့စကားကိုကပညာပါမပါစင်ကြတတ်ဖို့လိုတယ်အဲ့ဒါကြောင့်စကားရဲ့အကျိုးဆက်တောင်ရှိလားမရှိဘူးလားအဲ့ဆိုအပြစ်မှာအကျိုးဆက်ရှိလားအခရှိလားရှိတယ်အပြစ်တရားခါပါလေတေခြင်းဘာနဲ့ရှင်းမလဲလို့ပြောလို့ရှိရင် तू ကဒီအပြစ်ကိုရှင်းရလူနဲ့ဖယားနဲ့ဝေးကွာတဲ့ကိစ္စကအပြစ်ကြောင့်ဖြစ်တယ်ဘာကြောင့်ဖြစ်တာလဲအပြစ်ကြောင့်ဖြစ်တယ်လူမှာပြဿနာ2မျိုးရှိတယ်ပြောလူမှာပြဿနာဘယ်နှမျိုးလဲဖယားနဲ့လူနဲ့ဂျားကပြဿနာပြောကြည့်အောင်ပြီးလို့ရှိရင်စာတန်နဲ့လူနဲ့ဂျားကပြဿနာပြောဘာနဲ့ကဲအဲ့ဆိုရှင်ကြည့်ရအောင်ယေရှုခရစ်တော်လောကကိုလာတဲ့ကိစ္စတစ်ခုပြောမယ်ပထမတစ်ချက်ယေရှုခရစ်တော်လောကမှာဘာတွေလုပ်တယ်လဲနောက်တစ်ချက်ကလောကကိုဘာလာလုပ်တယ်လဲအဲ့တော့ယေရှုလောကမှာတရားဟောလားနမိတ်လက္ခဏာပြလားနတ်ဆိုးနေလားအနာရောဂါငြိမ်းလားငြိမ်းတယ်အဲ့ဒါယေရှုလုပ်တဲ့လုပ်တွေဖြစ်တယ်ဒါပေမဲ့ယေရှုဒီလောကကိုလာတဲ့ရွယ်ချက်က2ချက်ပဲရှိတယ်ဟုတ်ပြီနော်ယေရှုတရားဟောတယ်သို့တော်တရားဟောဖို့လာတာမဟုတ်ဘူးနတ်ဆိုးနေတယ်နတ်ဆိုးနေဖို့လာတာမဟုတ်ဘူးအနာရောဂါငြိမ်းတယ်အနာရောဂါငြိမ်းဖို့လာတာမဟုတ်ဘူးလိုက်ဆိုရအောင်ယေရှုခရစ်သည်အပြစ်ရှိသောသူကိုကယ်တင်ခြင်းကဤလောကသို့ကြွလာသည်ဟူသောစကားသည်သစ္စာစကားဖြစ်၏အကျွင့်မဲ့ခံယူအပ်သောစကားလည်းဖြစ်၏အဲ့တော့ယေရှုကနတ်ဆိုးနေပေမဲ့နတ်ဆိုးနေဖို့လာတာမဟုတ်ဘူးတဲ့အပြစ်ရှိတဲ့သူကိုကယ်ဖို့အတွက်မှမဟုတ်ရင်ယေရှုလောကကိုလာကြအကြောင်းမရှိဘူးယေရှုအနာရောဂါငြိမ်းပေမဲ့အနာရောဂါငြိမ်းဖို့လာတာမဟုတ်ဘူးလူကအနာရောဂါရှိလို့ငရဲကြတာမဟုတ်ဘူးအပြစ်ကြောင့်ငရဲကြတာဆင်းရဲလို့ငရဲကြတာလားအပြစ်ကြောင့်ငရဲကြတာလားအရက်တောက်လို့ငရဲကြတာလားအပြစ်ကြောင့်ငရဲကြတာလားချိုးတက်လို့ငရဲကြတာလားအပြစ်ကြောင့်ငရဲကြတာလားလူမျိုးကြီးဖြစ်လို့ငရဲကြတာလားအပြစ်ကြောင့်ငရဲကြတာလားအေးယေရှုကိုဆုတောင်းလို့မိမရသွားလဲငရဲကမလွတ်ဘူးမှတ်ဟုတ်ပြီနော်အဲ့ဒါကြောင့်ဘာကိုရှင်းရမလဲအဲ့ကြောင့်ယေရှုခရစ်သည်ဘာကိုကယ်ဖို့လဲအပြစ်ရှိသောသူကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတယ်လောကဟာနေခြင်းစရာကောင်းလို့ကြွလာတာမဟုတ်ကောင်းကင်ကနေစရာမကောင်းလို့စွန့်ခဲ့တာလည်းမဟုတ်ဘူးအဲ့ဒါဆိုဥပမာပြောမယ်အေရေဥယျာဉ်ထဲမှာမြစ်တစ်ပြည့်ရှိတယ်အေရေဥယျာဉ်ထဲမှာမြစ်ဘယ်နှမြစ်ရှိလဲဒါပေမဲ့ဥယျာဉ်အပြင်ရောက်တော့မြစ်မ4တွေဖြစ်တယ်အထဲမှာဘယ်နှမြစ်လဲ1အပြင်မှာ4အထဲမှာဘယ်နှမြစ်လဲအပြင်မှာ4ဥယျာဉ်အပြင်မှာ4ပြာခွဲ၍မြစ်မ4တွေဖြစ်လေ၏တဲ့အဲ့တော့အေဒီဥယျာဉ်တွေကထိုမြစ်တစ်မြစ်ဟာဥယျာဉ်အပြင်ကိုမြစ်4မြစ်ဖြစ်စီးစင်းတယ်နံပါတ်1ကဖိရှုံနံပါတ်2ကဂိဟုံနံပါတ်3ကဟိရကေလနံပါတ်4ကဥဖရက်အဲ့တော့အဲ့ဒီမြစ်တွေနာမည်နဲ့အေဒင်မြစ်ကစီးတယ်ဒါပေမဲ့အပြင်ရောက်တော့အေဒင်ဆိုတဲ့နာမည်မဟုတ်တော့ဘူးဖိရှုံဆိုတဲ့နာမည်နဲ့အေဒင်မြစ်ကစီးတယ်ဂိဟုံဆိုတဲ့နာမည်နဲ့စီးတယ်ဟိရကေလဆိုတဲ့နာမည်နဲ့စီးတယ်ဥဖရက်ဆိုတဲ့နာမည်နဲ့စီးတယ်ဒါပေမဲ့အဲ့ဒီအထဲမှာစီးနေတဲ့မြစ်ကြီးအားလုံးကအေဒင်မြစ်ပဲဖြစ်တယ်နာမည်ကတော့ဖိရှုံစီးနေတာကအေဒင်
နာမည်ကတော့ဂီဟိုစီးနေတာကအေဒစ်နာမည်ကဟိတကေလာစီးနေတာကအေဒစ်နာမည်ကဥဖရက်စီးနေတာကအေဒစ်နာမည်ကအရေးမကြီးဘူးအထက်ကအရသာကအရေးကြီးတယ်အဲ့ဆို तू ဘာကြောင့်စီးလဲလို့ပြောရင်ကောင်းတဲ့နေရာတွေရှောက်စီးတာမဟုတ်ဘူး तू စီးရဲ့မြစ်တစ်လျှောက်မှာတတဝါတွေအသက်ရှင်ရတယ်6တွေ့မြေတွေစိမ့်လန်းရတယ်အဲ့ဒီနေရာတွေမှာရွှေဖြစ်တယ်ကြောက်ဖြစ်တယ်မစ်ရှင်လို့ခေါ်တယ်ပြောကြအောင်ဘာလို့ခေါ်လဲကောင်းတဲ့နေရာတွေကိုသွားတာလား तू ရောက်သွားတဲ့အရက်ကကောင်းသွားတာလားအဲ့ဒါကိုဘာလို့ခေါ်လဲကောင်းတဲ့နေရာတွေကိုရွေးချယ်ပြီးသွားတာလား तू ရောက်တဲ့ရက်ကကောင်းသွားတာလားအဲ့ဒါလို့ရှိရင်ထိုမြင့်ရောက်တဲ့ရက်ရွှေဖြစ်ကြောက်ဖြစ်ပြောကြရအောင်အဲ့ဒါလို့ရှိရင်ရေစကြည်လာက तू သွားတဲ့အရက်က तू မသွားခင်မှာအဲ့ဒီနေရာကဘာနဲ့ပြည့်နေတာလဲအယိုးတွေနဲ့ပြည့်နေတယ်ဂျိုင်းဟုတ်ပြီနော်အယိုးတွေကနှက်ပြားနေတယ်အဲ့ဒါလို့ရှိရင်ဝိညာဉ်တော်ဖခင်ကသူ့ကိုခေါ်သွားတယ်တဲ့ပိုကောင်းတဲ့နေရာကိုခေါ်သွားလားပိုဆိုးတဲ့နေရာကိုခေါ်သွားလားဟမ်ကောင်းတဲ့နေရာကိုခေါ်သွားလားဆိုးတဲ့နေရာကိုခေါ်သွားတာလားအဲ့တော့ဓမ္မဆရာဆိုတာကောင်းတဲ့နေရာတွေကိုရွေးချယ်ပြီးသွားရတာမဟုတ်ဘူးဆိုးတဲ့နေရာတွေသူ့အားဖြင့်ကောင်းသွားဖို့အတွက်ဘုရားစိတ်လို့ချင်းခံရတဲ့သူဖြစ်တယ်ဟာလေလုယာမှောင်တဲ့နေရာတွေလင်းသွားဖို့မပြောင်းလဲတဲ့သူတွေပြောင်းလဲဖို့အတွက်ဘုရားခွဲခတ်မှတ်သားတဲ့သူကိုဓမ္မဆရာလို့ခေါ်တယ်အဲ့သခင်ယေရှုခရစ်တော်ဟာကောင်းကင်မကောင်းလို့ကောင်းကင်ကိုထားခဲ့တာမဟုတ်ဘူးမြေကြီးကကောင်းလို့မြေကြီးကိုရွေးချယ်ခဲ့တာမဟုတ်ဘူးကောင်းကင်ကကောင်းတယ်ကောင်းကင်ရဲ့အလေးလာနဲ့ကောင်းကင်ရဲ့အလိုတော်ကိုမြေကြီးပေါ်မှာနှံ့ပြဖို့အတွက်ဆင်းကြွလာတာဖြစ်တယ်အာမင်ဟုတ်ပြီနော်ကဲအဲ့ဆိုကြည့်အောင်လောတာကကြတော့သောရုံနဲ့ဂေါမောရကိုကြည့်ပြီးတော့မှသူဘာပြောလဲထာဝရဘုရားကြီးဥယျာဉ်ဟုတ်ပြီနော်မြစ်တွေရေတွေချောင်းတွေအုတ်တိုင်းတွေလူဦးရေတွေစီးပွားရေးတွေဟလာဖွံ့ဖြိုးနေတဲ့အရာတွေကိုပြပြီးတော့မှထာဝရဘုရားရဲ့ဥယျာဉ်ဆိုတဲ့တစိမ့်ကိုကတ်လိုက်တယ်ကဲမေးမယ်လောတာကသောရုံနဲ့ဂေါမောရကိုသွားပြီးမစ်ရှင်လုပ်တာလားအားကြလို့သွားတာလားဟမ်သွားပြီးတော့မှသောရုံနဲ့ဂေါမောရကလူတွေပြောင်းလဲအောင်လို့သွားပြီးအေဝံဂေလိသွားဟောတာလားအဲ့နေရာကိုသဘောကျပြီးသွားတာလားသဘောကျပြီးသွားတာပိုကောင်းမယ်ထင်ပြီးရွေးချယ်သွားတာဒါပေမဲ့သိတဲ့အတိုင်းဖះကိုသိတဲ့လူဆိုတော့ဘာကောင်းစင်တက်လဲအရှိမထာဝရဖះကျွန်တော်တို့ကလေကိုကြိုက်ပြီးဟေ့ဆိုလို့ရှိရင်အရှိမလေဖះကငါ့ကိုဖွင့်ပြတယ်ကောင်မလေးတွေကိုကြိုက်ပြီးလို့ရှိငါရကြိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့လေဖះသခင်ကငါ့ကိုဖွင့်ပြတယ် तू မှသိပဲကိုမကြိုက်ရင်ဖះဘလောက်ပဲပြောအမလေးဖះငါ့ကိုမဖော်ပြဘူးဖះကကိုနေရာကိုနှင်းသွားပါလားကွာလူအပ်တယ်အမလေးဖះငါ့ကိုဝိညာဉ်တော်မဖော်ပြဘူးရှိသေးတယ် तू သွားခြင်းမရွေးဆိုခြင်းဖះငါ့ကိုလေအိမ်မက်ထဲမှာလည်းပြောတယ်ဆရာအပြည့်နဲ့အတီးပြူလဲကျန်းပိုက်မှာလည်းအဲ့ဒါကြီးပဲပေါ်ပြတယ်ကိုဖြစ်ချင်းမိဟေးဆိုရင်ဖះရဲ့အလိုတော့ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကြောင့်ဒီနေ့သခင်ယေရှုသည်လောကကိုလာတယ်လောကကောင်းလို့လာတာမဟုတ်ဘူးလောကသားကိုချစ်လို့လာတာယေရှုလောကထဲကိုလာတယ်လောကထဲမှာယေရှုရှိတယ်ယေရှုထဲမှာလောကလုံးဝမရှိဘူးအဲ့ကြောင့်စကားပြောရင်လောကအကြောင်းပါလားမပါဘူးဒါပေမဲ့စာရန်ကယေရှုကိုဘာကိုထိုးပြတယ်လောကကိုထိုးပြတယ်ကြည့်ဟုတ်ပြီနော်စာရန်ကယေရှုဘာထိုးပြလဲငါကိုကိုးကွယ်ရင်လောကမှာရှိတဲ့တိုင်းနိုင်ငံဘုံစည်းစိမ်ကိုပေးတယ်လောကအရာတွေညွန်ပြပြီးကိုးကွယ်တဲ့စနစ်ကစာရန်စီကနေလာတယ်ဟုတ်ပြီနော်ယေရှုကိုကိုးကွယ်ခိုင်းတယ်လေလောကအရာတွေထိုးပြပြီးအဲဆိုရှင်လောကအရာတွေထိုးပြပြီးတော့မှကိုးကွယ်တဲ့စနစ်ဘယ်ကနေလာလဲစာရန်စီကနေလာတယ်အောင်မြင်ခြင်းဘုရားကိုချီးမွမ်းပါချမ်းသာခြင်းလားဘုရားကိုချီးမွမ်းပါအေးစေကြီးကိုရတယ်အေးစေစာရန်စီမှာကြောင်းသွားတက်အေးစေဟုတ်ပြီနော်ကဲအဲ့တော့ကြည့်မယ်သခင်ယေရှုခရစ်တော်လောကမှာလှုပ်တဲ့အလုပ်တွေအများကြီးရှိတယ်ဒါပေမဲ့ရည်ရွယ်ချက်ကနှစ်ခုပဲရှိတယ်တိကျချက်ဘာအတွက်လာလဲအပြစ်ရှိတော်သူကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတယ်အဲဆိုမြေကြီးပေါ်မှာဘာသာတီထောင်ဖို့ယေရှုလာတာလားဟုတ်လားဘုရားကျောင်းတွေလိုက်ဆောက်ဖို့လားမြေကြီးတစ်ပြည့်လုံးမှာခရစ်ရဲ့ဥယျာဉ်ပြန့်ပွားဖို့လားလုံးဝမဟုတ်ဘူးအပြစ်ရှိတဲ့သူကိုကယ်ဖို့အဲဆိုအပြစ်ရှိတဲ့သူဘယ်နှယောက်ရှိတယ်မြေကြီးပေါ်မှာအဲ့ဒါကြောင့်ကျမ်းစာဘယ်လိုဆိုလဲလူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမာတရားကိုသိစေခြင်းကကဲအဲ့ဆိုကြည့်မယ်လူနဲ့ဖျားတဲ့ဂျားကပြဿနာကဘာလဲအပြစ်ဘာလဲအဲ့ဆိုလူဟာဆင်းရဲလို့တည်တာလားအပြစ်ကြောင့်တည်တာလားမချမ်းသာလို့တည်တာလားအပြစ်ကြောင့်တည်တာလားမအောင်မြင်လို့တည်တာလားအပြစ်ကြောင့်တည်တာလားအဲ့ဆိုဘာကိုရင်ရှင်းရမလဲအပြစ်ကိုရှင်းရမယ်အပြစ်တရားအခါကတည်ခြင်းပေတည်ကဲလိုက်ဆိုအသွေးမသွန်းလောင်းမဲ့အပြစ်လွတ်ခြင်းမရှိအဲဆိုရှင်အပြစ်တရားကိုဖြေမဲ့နီလန်ရှိလားမရှိဘူးလားဘာလဲဘာလဲ
အသွေးအဲ့ကိုအဲ့ဒီအရှိမစုမတောင်းပဲအလူငွေမထက်ပဲအစာမရှောင်ပဲဘုရားเจ้าမတက်ပဲကျမ်းစာမဖတ်ပဲအပြစ်လွတ်ခြင်းမရှိပြောလို့မရဘူးเนาะကျမ်းစာမှာအတိအကျရေးထားတယ်ဘာနဲ့ပဲလဲအသွေးမသွန်းလောင်းပဲအဲ့ဆိုရှင်ရင်အပြစ်ကိုလွတ်မဲ့နီလန်းရှိတယ်အဲ့ဒါဘာအားဖြစ်ပဲလဲဘာအားဖြစ်ပဲလဲအသွေးအားဖြစ်ပဲကဲအဲ့တော့မင်းပဲဘုရားကလူကိုချစ်လားချစ်လားကဲချစ်လားသိကြလားဒါပေမဲ့ဘုရားလူကိုချစ်လားချစ်တယ်အေဒီဥယျာဉ်ထဲမှာတော့ငါဘုရားလူကိုချစ်လားလူကြဆင်းပြီးအေဒီဥယျာဉ်အပြင်ရောက်သွားတယ်ချစ်သေးလားဟာအဲ့ဆိုရှင်ဘုရားရဲ့လူပေါ်မှာချစ်ချင်းသည်လူကောင်းခြင်းမကောင်းခြင်းနဲ့ဆိုင်လားမဆိုင်ဘူးနော်ဟုတ်တယ်နော်ကဲအဲ့ဆိုရှင်ဘုရားကလူကိုကဲခြင်းလားကဲခြင်းလားတခြားစဉ်းစားပြီးပြီနော်ဘုရားကလူကိုကယ်လို့ရလားရလားရတယ်ဆိုရင်လက်ထောက်အားရပါရထောက်အစ်စ်ကဲလက်ချကဲဘာနဲ့ကယ်ရမလဲဘာနဲ့ကယ်ရမလဲအသွေးနဲ့ကယ်ရမယ်ကဲလိုက်ဆိုဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ကဲဘာနဲ့ကယ်ရမလဲဘုရားလူကိုကယ်ခြင်းလားချစ်လားကယ်လို့ရလားဘာနဲ့ကယ်ရမလဲကယ်လို့ရလားဘုရားကဲဘာနဲ့ကယ်ရမှာလဲဘုရားကဘာလဲနာဝိညာဉ်ပြန်မေးမယ်ကယ်လို့ရလားဘာနဲ့ကယ်မလဲကဲဘုရားမှာအသွေးရှိလားရှိတယ်ဆိုလို့လက်ထောက်လက်ထောက်အသွေးရှိလားဖျားအသွေးဆိုတာကျမ်းစာမှာဖတ်ဘူးလားဟမ်ရှိလားရှိရင်ပြဖျားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏အသွေးဆိုတာကိုခန္ဓာဝိပုယစက္ခွန်7လိုက်ဆိုအကြောင်းမူကားကိုခန္ဓာအသက်သည်အသွေး၌တည်၏အဲ့ဆိုအသွေးဆိုတာဘာမှပဲရှိဘုရားသခင်ကအသွေးရှိလားဘုရားသခင်ကကိုခန္ဓာလားနာဝိညာဉ်လားအသွေးရှိလားလူကိုကယ်ရင်ဘာနဲ့ကယ်ရမှာလဲပြန်ပြမယ်ဘုရားကလူကိုကယ်ခြင်းလားကယ်လို့ရဘာနဲ့ကယ်အသွေးဆိုတာဘာမှရှိတာလဲကိုခန္ဓာရှိရင်မောတယ်ကိုခန္ဓာရှိရင်စားတယ်ကိုခန္ဓာရှိရင်အိတ်ဟုတ်လားတင်းကိုစောင့်တော်သူသည်ငိုင်မီအိပ်ပျော်ခြင်းရှိတော့မမှုလေ့ကျင့်ထားလို့မအိပ်တာလားနံဝိညာဉ်မလို့မအိပ်တာလားနံဝိညာဉ်မလို့အိပ်တာဖျားဆိုတာမအိပ်ဘူးအိပ်ရင်လည်းဖျားမဟုတ်ဘူးဖျားဆိုတာမမောဘူးမောရင်လည်းဖျားမဟုတ်ဘူးဖျားဆိုတာမစာဘူးစာရင်လည်းဖျားမဟုတ်ဘူးတေချာတာကကိုခန္ဓာရှိရင်မောတယ်ကိုခန္ဓာရှိရင်စာတယ်ကိုခန္ဓာရှိရင်အိပ်ပြန်မေးမယ်ဘုရားလူကိုချစ်လားကဲခြင်းလားကဲလို့ရသူတို့ပဲရတယ်ပြောတယ်သူတို့ပဲမရဘူးပြောတယ်အဲ့တော့မှတ်စေချင်တယ်နော်မေကွန်းတိုင်းကဖြေဖို့မဟုတ်မေကွန်းမှားတာကိုလိုက်ဖြေရင်အဖြေလဲမှားတယ်အဲ့တော့အရင်ဆုံးဘာကိုသိရမလဲဆိုရင်မေကွန်းကိုနားလည်ရဟုတ်ပြီနော်မေကွန်းတိုင်းကဖြေဖို့မဟုတ်ဘူးပြောကြရအောင်မေကွန်းတိုင်းကဖြေဖို့နောက်တစ်ခါပြောမေကွန်းတိုင်းကဖြေဖို့နော်ကျွန်တော်10တန်းတော့စာအကုန်လုံးရစောင်းဝဲကြဘာဖြစ်လဲဆိုမေကွန်းနားမလဲလို့ဘာမေးမှငိုးမသိတာနော်အဲ့တော့မေကွန်းတိုင်းကဖြေဖို့မဟုတ်မေကွန်းမှန်မမှန်အရင်သိရဟုတ်ပြီနော်မေကွန်းနားလေရကဲဆိုရင်ဖယားကလူကိုကယ်လို့ရလားလို့မေးရင်ဘယ်လိုဖြေရမလဲမရဘူးလို့မဖြေရဘူးဖယားအနေနဲ့ကယ်လို့မရဘူးဘယ်လိုကယ်လို့မရဘူးလဲဖယားအနေနဲ့ကယ်လို့မရဘူး
အဲ့ဒါလို့ရှိရင်ဖယားဒီလူကိုချစ်လားချစ်တယ်တေးကြလားတေးကြတယ်အဲ့ဒါလို့ရှိရင်ကဲခြင်းလားကဲခြင်းတယ်ကဲခြင်းရင်တော့ရတယ်အဲ့ဖယားဘုံကိုစွတ်ဖယားဘုံကိုမစွတ်ရင်တော့လူကိုစွတ်လိုက်တော့ဖယားလူကိုချစ်လားမချစ်ဘူးလားချစ်တယ်အဲ့ဒါကြောင့်ဖယားအနေနဲ့ကဲလို့မရတော့မကဲတော့ဘူးကွာဆိုပြီးဖယားပြန်ပြီးတော့နှက်နေလားကဲခြင်းလားကဲခြင်းတယ်ဒါပေမဲ့ဖယားအနေနဲ့ကဲလို့မရတော့ငါဘီတို့ကဲလို့ကဲခြင်းတယ်ဒါပေမဲ့ငါကဲလို့မှမရတာဖယားအနေနဲ့ဘာကြောင့်လဲအသွေးသွင်းပြီးကဲရမယ်လို့တရားမှာငါတတ်မှတ်ထားပြီးသားဖြစ်တယ်အဲ့ဒါကြောင့်မကဲတော့ဘူးကွာဆိုပြီးဖယားပြန်နေလားမနေဘူးလူကိုချစ်လားချစ်တယ်စေနာရှိလားအဲ့ဒါကြောင့်နီးလန်းရှိတယ်ပြောရအောင်သုံးကစေနာရှိရင်နီးလန်းရှိတယ်ပြောတော့စေနာရှိရင်နီးလန်းရှိတယ်စေနာရှိရင်နီးလန်းရှိတယ်စေနာရှိရင်နီးလန်းရှိတယ်ငါလေးဖျားเจ้าမှာပါဝင်ချင်တာလေးဘလို့မှအချိတ်ရှောက်မပြောနဲ့စေနာရှိရင်နီးလန်းရှိငါတကယ်တော့လေ prison worship မှာငါပါချင်တာလေးဒါပဲရှောက်မပြောနဲ့စေနာရှိရင်နီးလန်းရှိတယ်ကိုဘေးကိုကြိုင်ပြီးပြောရှောက်မပြောနဲ့စေနာရှိရင်နီးလန်းရှိတယ်ပြောအဲ့ဒါနီးလန်းမရှိဘူးဆိုတာနီးလန်းမရှိဘူးဆိုတာဘာမရှိလို့လဲမရှိလို့မရှောက်ဝင်ပြောမနဲ့ကွာပြောလိုက်နီးလန်းမရှိတာစေနာမရှိလို့ပြောနီးလန်းမရှိလို့စေနာမရှိလို့ကဲမာကြီးနည်းနည်းရှင်းပြမယ်အေးဥယျာဉ်ထဲမှာဖယားကလူကိုချစ်တယ်ဖယားကလူနဲ့စကားပြောတယ်လူရှိရာကိုလာတယ်အထူးသဖြင့်လူငယ်တွေလူကြီးတွေတေချာလေးမှတ်စေချင်တယ်နော်။ဘာကြောင့်လဲဆိုရင်ပြန်ပြီးတော့မှဟွာဖြစ်စေချင်တော့ဖယားကလူရှိရာကိုအေဒီဥယျာဉ်မှာကလေးကလာတယ်။ဘလို့လာတယ်လဲ။မိကုန်းဖြည့်လူကသေးတယ်ဘလို့လာလဲ။ဟမ်ဖယားလူရှိရာကိုလာလားဘလို့လာလဲ။ဟမ်အေဒီဥယျာဉ်ထဲမှာလေနော်အဲ့တော့တခါတည်းဒီမှာ prison worship ဥဆောင်တဲ့သူတွေရောဘာတွေရောဒီသင်္ကန်းဆောင်တေချာနားထောင်စေချင်တယ်နော်လူရှိရာကိုအေဒီဥယျာဉ်မှာတော့ကဖျားလာတယ်ဖျားလူလာတယ်ပြောကြည့်အောင်ဖျားလူလာတယ်ဘုံစွန့်ကြမလို့ဘုံစွန့်ကြမလို့တကိုးစွန့်ကြမလို့ဘုံစွန့်ကြမလို့သူ့ရဲ့ဖြစ်ခြင်းစွန့်ကြမလို့အရှိကိုရှိတိုင်းလာတယ်အဖြစ်ကိုဖြစ်တိုင်းလာတယ်ဘုံတကိုးနဲ့ဆင်းကြွတယ်အဲ့ဒါလို့ရှိရင်ဘုံတကိုးနဲ့ဆင်းကြွတဲ့အချိန်ရှိသလိုဘုံတကိုးကိုစွန့်ပြီးဆင်းတဲ့အချိန်လည်းရှိတယ်။ဟုတ်ပြီနော်။ဘုံနဲ့ဆင်းကြွခြင်းကိုကိုးကွယ်ခြင်းလို့ခေါ်တယ်။ဘုံစွန့်ပြီးဆင်းကြွခြင်းကိုကယ်တင်ခြင်းလို့ခေါ်တယ်။ပြန်ပြောမယ်ဘုံနဲ့ဆင်းကြွခြင်းကိုဘာလို့ခေါ်ဘုံနဲ့ဆင်းကြွခြင်းကိုကိုးကွယ်ခြင်းလို့ခေါ်တယ်။ပြောဘုံစွန့်ပြီးဆင်းကြွခြင်းကိုကယ်တင်ခြင်းလို့ခေါ်တယ်။တေချာနားထောင်နော်ဘုံနဲ့ဆင်းကြွတာကိုဘာလို့ခေါ်တာလဲကိုးကွယ်ခြင်းဘုံစွန့်ပြီးဆင်းတာကိုအဲ့ဒါကိုးကွယ်ခြင်းဆိုတာလေဖယားကအဖြစ်နဲ့ဆင်းတာကယ်တင်ခြင်းဆိုတာဖယားကလူစားတိခံပြီးဆင်းတာတူလားမတူဘူးပြန်ပြောမယ်ကိုးကွယ်ခြင်းဆိုတာဖယားကဘာနဲ့ဆင်းတာဖယားအဖြစ်နဲ့ပဲဆင်းလာတာဘုံစွန့်စရာလို့လားတကိုးစွန့်စရာလို့လားရှောလမုန်ဗိမာန်ကြီးထဲမှာလူဘောတော်မှာပြုတ်တဲ့အချိန်မှာလေရှောလမုန်ဗိမာန်ကြီးပဲလူအများကြီးပဲလာတယ်ရှင်ဘုရင်တိဆောက်တဲ့ဗိမာန်တော်ကြီးအရက်လာတယ်လူအများကြီးပဲတကယ်မင်းဆိုးရတာတထေးတကြွအကုန်လာတယ်ဖယားမလာဘူးအဲ့တော့တေချာမှတ်ထားလူလာစေကြီးဖယားကြောင့်လှလှဆောက်ဖယားကြောင့်လှလှဆောက်လူလာတယ်ဖယားမလာဘူးအဲ့မှာရှင်ဘုရင်ရှိတယ်ဖယားမရှိဘူးဘယ်အချိန်မှာဖယားရောက်လာလဲသိလားမီးရှို့ရရစ်ကိုပူဇော်တဲ့အချိန်မှာဖယားကတဲ့ထိုဗိမာန်တော်ထဲမှာဘုံနဲ့ဖြည့်တယ်ဟာလေလုယာအဲ့ဆိုဒီနေရာဘုရားကြောင့်ကြီးလာသေးလားလူနေလားများလားဘုရားစိတ်ဝင်စားဘူးဒီနေရာမှာသူ့ကိုရစ်ပူဇော်ရရှိတာဘုရားစိတ်ဝင်စားတယ်တင်ဆိုတဲ့သချင်းကရစ်ဖြစ်နေဘုရားသိကိုသဘောကျတင်ခေါ်တဲ့ဒေသနာတင်တောင်းတဲ့ဆုတင်ဆက်ကတ်တဲ့အလူငွေဒီဘုရားရှိခိုးမှာနဲသည်ဖြစ်စေများသည်ဖြစ်စေပူဇော်တဲ့ဆန္ဒရှိရင်ဒီနေရာကိုဘုရားသခင်ဘုံနဲ့ဆင်းကြွတာဖြစ်တယ်အာမင်အဲ့ဒါကိုသိရမယ်အဲ့ဆိုရှင်ကိုးကွယ်ခြင်းဆိုတာဘုရားလို့ဆင်းလာတာကယ်တင်ခြင်းဆိုတာဖယားကလူစားပြီးခံပြီးဆင်းတာကိုးကွယ်ခြင်းဆိုတာဖယားကဘုံနဲ့ဆင်းတာကယ်တင်ခြင်းဆိုတာဖယားကဘုံစွန့်ပြီးဆင်းတာပြန်ပြောမယ်နော်ကိုးကွယ်ခြင်းဆိုတာဖယားလို့ဆင်းတာကယ်တင်ခြင်းဆိုတာဖ
ဖယားကလူစားတိခံပြီးစင်းတာကိုယ်ွယ်ချင်းဆိုတာဖယားကဘုံနဲ့စင်းတာကဲတချင်းဆိုတာဖယားကဘုံစွန့်ပြီးစင်းတာကားဆိုအေဒီဥယျာဉ်မှာတော့ကဖယားကဘလို့လားလဲဖယားလို့လားတယ်ပြောဘလို့လားလဲဘုံစွန့်စရာလို့လားအဲ့ဆိုလူကဖယားကိုမြင်ရလားဘလို့မြင်ရလဲဖယားအတိုင်းပဲမြင်ရတယ်ဖယားရဲ့ဘုံကိုမြင်ရလားမြင်တယ်အောင်မြင်တော်သူဆိုတာအဲ့ဒါဖယားအခုပြောရင်အခုကြားတယ်အခုပြရင်အခုပြင်တယ်အခုပေးရင်အခုရတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုရင်ဂျားကမရှိဘူးအေဒီဥယျာဉ်ထဲမှာလိုက်ပြောရအောင်ဂျားကမလို့ဝဲစားမလို့အောင်တယ်မလို့ prophet မလို့အောင်တယ်အားကိုးရေအောင်တယ်နဲ့ပဲညားတတ်တယ် prophet အားကိုးရေ prophet နဲ့ပဲညားလိုက်မယ်အဲ့ဆိုအေဒီဥယျာဉ်ထဲမှာဖယားကိုလူကဓာတ်ရိုက်မြင်ရတယ်ဘာကြောင့်လဲဆိုရင်ဂျားကမရှိလို့ဖြစ်တယ်သူများပြောမှဖယားအတန်ကြားတတ်တဲ့ထဲမှာအေဒီဥယျာဉ်တွေကလူမပါဘူးပြန်ပြောမယ်နော်သူများပြောမှဖယားစကားကြားတတ်တဲ့ထဲမှာအေဒီဥယျာဉ်တွေကလူမပါဘူးအောင်မြင်သူဆိုတာအေဒီဥယျာဉ်တွေကလူကိုပြောတာအဲ့ဆိုရင်သင်ဟာဖယားเจ้าရောက်တဲ့အချိန်တရားတွေနာတယ်ဆရာတွေဟောတဲ့အချိန်မှာဒေသနာတွေခံယူတယ်ကောင်းတယ်သို့တော့အိမ်ပြန်သွားတဲ့အချိန်မှာလဲကိုယ်အသက်ရှင်ရနေ့ရက်တိုင်းမှာဖယားစကားကိုကြားနာတတ်ခြင်းကတင့်ကိုအောင်မြင်တော်သူဖြစ်တတ်မှတ်နေတာဖြစ်တယ်ဟာလေလုယာဆရာတွေဟောတဲ့အချိန်ရှိတယ်ဆရာတွေရဲ့ဟောကြားချက်ကိုမကြားတဲ့အချိန်တွေရှိတယ်လိုင်းသုံးရတဲ့အချိန်တွေရှိတယ်လိုင်းမဖွင့်နိုင်တဲ့အချိန်တွေလည်းရှိတယ်သို့တော့ဘုရားကြောင့်ရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေထိုနှုတ်ကပတ်တော်ကိုကြားနာခံယူတတ်တော်သူသည်အေဒီဥယျာဉ်တွေကအောင်မြင်တော်သူရဲ့အတ္တကိုပုံဆောင်နေတာဖြစ်တယ်ဟုတ်ပြီနော်ကဲအဲ့တော့ကြည့်မယ်လူနဲ့ဖယားကြားမှာကြားကရှိလားကြားကရှိလားမရှိဘူးဖယားကကြားကမကြိုက်ဘူးဟုတ်ပြီနော်ဖယားကတင်းကိုတိုက်ရိုက်စကားပြောခြင်းနဲ့ဖယားတချို့တွေကျွန်တော်ကိုဆူတောင်းပေးဖို့ခေါ်တယ်ကျွန်တော်တို့မေးတယ်ကျွန်တော်ဆူတောင်းပေးရင်ပြည့်မယ်လို့ယုံလားဆိုတော့ယုံတာပေါ့ဆရာရဲ့ဂျားကဖြစ်တဲ့ကျွန်တော်ဆူတောင်းတော့ပြည့်မယ်ရေးဆိုရင်ခမည်းတော်ကိုယ်တိုင်တိုက်ရိုက်ဆူတောင်းရင်ပူပြီးပြည့်စုံပါဟာလေလုယာအာမင်အာမင်ဘေးကိုကြည့်ပြီးတော့နင်ကိုယ်တိုင်ဆူတောင်းပါပြောပါဆရာတွေဆူတောင်းပေးတာတော့မှကောင်းကြီးရှိတယ်ဆိုရင်ဒီကိုယ်တိုင်ဆူတောင်းရင်နှစ်ဆတော့ကောင်းကြီးရှိတယ်ဆရာတွေဆူတောင်းပေးတာတော့ဘိသိက်ရှိတယ်ဆိုရင်ဒီကိုယ်တိုင်ဆူတောင်းရင်နှစ်ဆတော့ဘိသိက်ရှိတယ်အာမင်ဘာကြောင့်လဲဂျားကမကြိုက်တော့ဖေကဲအဲ့ဆိုကြည့်အောင်လူကြဆင်းသွားတဲ့ခါကျတော့အေဒီဥယျာဉ်အပြင်မထွက်သွားဘူးလားထွက်သွားတယ်ကဲအဲ့ဆိုရှင်ရင်လူပြောင်းလဲတာလားဖယားပြောင်းလဲတာလားလူပြောင်းလဲတာလားဖယားပြောင်းလဲတာလားလူမားတာလားဖယားမားတာလားလူကြဆင်းတာလားဖယားကြဆင်းတာလားအေဒီဥယျာဉ်မှာတော့ကဖယားလူကိုချစ်လား100 ရာခိုင်နှုန်းလား90 ရာခိုင်နှုန်းလားအေဒီဥယျာဉ်အပြင်ရောက်သွားတယ်ဖယားချစ်သေးလား100 ရာခိုင်နှုန်းလား90 ရာခိုင်နှုန်းလားဘသူပြောင်းလဲတာလဲဒါပေမဲ့ဖယားကသူတို့ပေါ်မှာအချစ်ရော့လားစေတနာရော့လားလူပြောင်းလဲတိုင်းသူပြောင်းလဲရအောင်သူကလူမမဟုတ်တာပြောအဲ့လိုကြမရတော့ပြန်ပြောမယ်လူပြောင်းလဲတိုင်းသူပြောင်းလဲရအောင်သူကလူမမဟုတ်တာပြောဘေးကိုကြည့်ပြောနေစိတ်ကောက်တိုင်းငါစိတ်ကောက်အောင်ငါနေမမဟုတ်တာပြောနေဖះเจ้าမတက်တိုင်းငါပတက်ရအောင်ငါနေမမဟုတ်တာပြောနေလည်းမတက်ပါဘူးဟုတ်ပြီနော်လူပြောင်းလဲတဲ့ဖះကပြောင်းလဲအောင်ဖះကလူမဟုတ်တာသူ့လောက်တိုင်းကိုကလက်လို့အောင်ကိုကသူမမဟုတ်တာသူများဆဲလို့ကိုပြန်ဆဲအောင်ကိုကသူ့လိုမဟုတ်တာရိုက်တဲ့စကားကိုလူရိုင်းနေပြောပါစေတင်းကလူရိုင်းမဟုတ်ဘူးလူသစ်ဖြစ်တယ်အင်မလောကစကားကိုလောကသားတွေပြောပါစေလောကသားတွေပြောဖို့ထားတင်းကဖယားသားဟောင်းတဲ့စကားကိုလူဟောင်းတွေပြောနေတင်းကလူသစ်ဖြစ်တယ်အာမင်အဲ့ကိုသိရမယ်ကလေးစကားကိုကလေးတွေပြောဖို့ထားအောင်တင်းကလူပြောမနေနဲ့ကလေးစကားတွေကလေးမပြောအောင်ကိုရီးယားကြီးလျှောက်ပြောကဲအဲ့တော့ကြည့်ပဲဖယားကအေရီဝေးမှာတော့ကလူကိုစကားပြောလားပြောတယ်အခုပြောရင်အခုကြအခုပြအခုမြင်အခုပေးအခုရတယ်ဓာတ်ရိုက်အေရီဝေးရဲ့အပြင်ရောက်တော့ဖယားလူကိုပြောခြင်းသေးလားကောင်းကြီးပေးခြင်းသေးလားပေးခြင်းသေးတယ်သို့တော့ဖယားကစေတနာယော့သွားတာမဟုတ်ဘူးလူစီမှာဂုံရည်ယော့သွားတာဖယားကပြောခြင်းပဲလူကကြားနိုင်စွမ်းမရှိတော့ဖယားကပေးခြင်းပဲလူကလက်ခံနိုင်စွမ်းမရှိတော့ဖယားကပြခြင်းပဲလူကမြင်နိုင်စွမ်းမရှိတော့အဲ့ဒါနဲ့ပဲဖယားကတော်ပြီမပေးတော့ဘူးမလို့တော်ပြီမပြောတော့ဘူးမလို့ဘလို့ပေးရင်ရမလဲ
ဘလို့ပြရင်မြင်မလဲဆိုပြီးဘုရားကစဉ်းစားတယ်စေတနာရှိသောကြောင့်နီလန်းရှိတယ်အဲ့ဒီချိန်ကနေစပြီး prophet ဆိုတာစပေါ်တယ်လူနဲ့ဘုရားဆက်ဆံရေးမှားတဲ့အချိန်ကနေစပြီး prophet စပေါ်တယ်အဲ့ဒါ prophet မှားလားမမှားဘူးဒါပေမဲ့သင်ဟာတင့်စီကို prophet ရောက်လာပြီဟေ့ဆိုရင်သိကြတယ်သင်ဟာဘုရားနဲ့ဓာတ်ရိုက်ဆက်ဆံတဲ့ဆက်ဆံရေးမှားနေပြီဆိုတာသင်သိရအဲ့တော့ဘုရားကဘု து ကိုအရင်ပြောရလဲ prophet ကနေတစ်စင်မှာအဲ့ဒီအချိန်ကနေစပြီးဘုရားစကားစနေတယ်ဘုရားရဲ့ကောင်းကြီးစနေတယ်ဘာကြောင့်လဲဘုရားကဘု து ကိုအရင်ရှာရလဲ prophet ကနေတစ်စင်မှာလူရှိရအဲ့ဒီဂျာထဲမှာယောနာလူ prophet နဲ့တွေ့လို့ရှိရင်ပတ်ပြေးနေတာအတူလိုက်ဖမ်းနေရတဲ့အချိန်ကုန်တယ်နီးလူမျိုးပြောမဲ့စကား तू ကပတ်ပြေးနေရလေရှောက်ပြေးနေတာ तू လိုက်ဖမ်းနေတာတဲ့ပဲငါးစီရောက်လိုက်သင်္ဘောထဲရောက်လိုက်ဟိုထဲရောက်လိုက်ဒီထဲရောက်လိုက်နဲ့ဟလာတချို့ prophet တွေက prophet သာပြောတာပတ်ပြေးနေတာနော်အဲ့တော့ဒီကနေ့စေနာရှိသောကြောင့်ဘာရှိလဲအဲ့ဆိုဖယားကသူ့ရဲ့အကြံစီကို तू နီးလန်းနဲ့ပဲအကောင့်ထဲဖော်တယ်ဟုတ်ပြီနော်ကဲအဲ့တော့ပြန်မေးမယ်လူကိုကယ်ရင်ဘာနဲ့ကယ်ရမလဲဘုရားသခင်သည်အသွေးဆိုတာဗမာရှိကိုကနာရှိမောလားမောတယ်အဲ့ဆိုဘုရားသခင်ဒီမောလားမောဘူးကိုကနာရှိစာလားစာတယ်ဘုရားကစာလားစာဘူးကိုကနာရှိအိတ်လားအိတ်တယ်ဘုရားကအိတ်လားအိတ်ဘူးတင်းကိုစောင့်တော်သူသည်နိုင်ပြီးအိပ်ပျော်ခြင်းရှိတော်မမူ120ခုမြောက်သောစာလံဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဘုရားကလူကိုကယ်ခြင်းလားကယ်လို့ရလားဖယားအနေနဲ့ကယ်လို့မရဘူးကယ်ခြင်းရင်တော့လူစားတိခံလူစားတိခံပြီးဟဲ့ဆိုရင်ကိုခန္ဓာဖြစ်ပြီးအသွေးဖြစ်ပြီးသူမောတော့မယ်စာတော့မယ်ပင်ပန်းတော့မယ်ဒီသဘောပေါက်လား